ကချင်ရဲ့နေမရဘလောက်ကြည့်ကျဲလဲဆိုအဲ့မဲစာကနေရုပ်ပြီးချင်းချုံအထိရှိတော့တွေ့ရတယ်နောက်ပြီးကျွန်တော်လေးလာတဲ့အခါမှာကုန်းပေါ်မြင်းဆက်မြန်မာပြည်က17ဆက်ရှိတယ်အဲ့မှာကချင်တူဝါကြီးများနဲ့ဆက်ဆံခဲ့တဲ့အကြောင်းအရာကနံပါတ်1ကအလောင်းဖျားခုနပြောပြီးမန်ခရရှိကချင်တူဝါများနံပါတ်2ကဘိုးတော်ဖျားလက်ထက်ခုနပြောပြီးပြီဒါဟိုကပိစနုံနဲ့ပိစကံနောက်ပါကြီးတော်လက်ထက်နံပါတ်3ကတော့ကချင်တူဝါနဲ့ဘန်တူလာပူပေါင်းစစ်ဆင်ပြီးတော့မှအင်္ဂလိပ်တွေကိုကျွန်တော်တိုက်ထုတ်တယ်ဒါမဏိပူရအာတမ်တိုက်ပွဲနံပါတ်4ကပါကြီးတော်ဖျားလက်ထက်မှာလဲခုနပြောတဲ့မထန်တူဝါကိုသူဘွဲတစိတ်တွေချင်းမြင်တယ်နောက်မင်းတို့မင်းတရားလက်ထက်မှာလဲစုံခါတူဝါကြောက်ဖားဆောင်ရာဆိုတာနဲ့ကျွန်တော်အလင်းတင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲဒီဖာကန်ကြောက်စိမ့်ပေါ်မှာရှိတဲ့ကင်စီတူဝါကင်စီနောင်ဘောလေကျမနောင်လို့လည်းခေါ်တယ်သူနဲ့1853နဲ့1888ဒါမဲ့ဒီမင်းတို့မင်းနဲ့တွားတွေ့တာ1864မှာအဲ့လိုနဲ့အဆင်ပြေတယ်နောက်ဆုံးမြင်းဆက်ဖြစ်တဲ့ဒီဘောမင်း1898 1885ဘမောခရိုင်ကဒီမရန်တူဝါပန်းလင်းမဟုတ်ရင်ပုံလင်းဆိုတဲ့လူနဲ့ဒီဘောမင်းရဲ့ဆက်ဆံရေးကအင်မတန်ကောင်းပြီးတော့နန်တွင်တူ9ယောက်ပါတော်မူတဲ့ဒီဘောမင်းနဲ့အတူအိန္ဒိယကိုရောက်သွားတယ်မာဒရတ်ရောက်မှပြန်လှည့်လာတာအဲ့မှာကျွန်တော်ဖတ်ကြည့်တော့ခွန်ကြီးကိုလည်းဗမာလိုတောကြီးလို့ရေးလိုက်တယ်နန်ပေါဆိုနန်ဘောကိုပြောတာအဲ့ဒါမျိုးတွေပေါ့လေအခုတချို့နာမည်တွေကြတော့အဲ့လိုဖြစ်ကုန်တာဒါကြောင့်ကျွန်တော်တို့ဒီမှာတိုင်းရင်းညီနောင်အားလုံးဟာဖြစ်ဒီနာမည်တွေနဲ့အခေါ်အဝေါ်တွေကိုတစ်ခါပြန်ထိုင်ပြီးတော့မှရှေးဖြစ်နောက်ဖြစ်တွေကိုကျွန်တော်ဆွေးနွေးမယ်ဆိုလို့ရှိရင်ပฏิပက္ခပြဿနာဆိုတာပျောက်ကွယ်သွားမယ်လို့ခဏကျွန်တော်ဒီ82နှစ်မြောက်မှာကျွန်တော်အဲ့ဒါအထူးပဲပြောကြားလိုပါတယ်အဲ့ဒီ1885ခုနိုဝင်ဘာလ29ရက်နေ့ဗြိတိရှဟာကုန်းကောင်မြင်းဆက်ရနောက်ဆုံးဘုရင်ဖြစ်တဲ့ဒီဘောမင်းကိုကြက်ဖန်ညက်ဖန်အဲ့ဒါရာဆွေမှာရေးထားတာဖန်တော်ပြီးတဲ့နောက်မှာတဲ့နေပြည်တော်ကလက်နဲ့ချလိုက်ဒါပေမဲ့ခုနပြောတဲ့မင်းစာကလဖိုင်မိုင်ရန်တူဝါရလက်နဲ့ကုန်းကျောင်းကခြီလာတဲ့ဗြိတိရှအင်္ဂလိပ်ကျူးကျော်တပ်တွေကိုတိုက်တယ်အလားတူပဲအေယာဝတီပြည်ကနေပုံမဆန်တက်လာတဲ့အင်္ဂလိပ်တွေကိုလည်းဖုန်ကန်တူဝါနေမြေမဆုံးရှုံးအောင်အခုကျွန်တော်တို့ကချင်ပြည်နယ်လို့ခေါ်လို့ရတဲ့နေရာလက်လွတ်မသွားအောင်သူကတက်ခဲ့ဒီမဲဆာမှာကြတော့အဲ့ဒီအထက်ရောက်ကောလင်းဝတ်သူရောက်တော့ဒီရှမ်းစော်ဘာကြီးဦးအောင်မြတ်နဲ့ပူပေါင်းပြီးတော့တိုက်ဒါမဲ့လက်နဲ့အင်အားလူအင်အားအမနာများလို့ကျွန်တော်တို့ကနောက်ဆုံးမိုးကောင်းတိုက်ပွဲကကဘာကျော်တိုက်ပွဲပဲဆန်းနဲ့ကချင်ပူပေါင်းပြီးတော့မှနေချက်ကိုတိုက်တာနောက်ဆုံးဦးအောင်မြတ်ကလည်းကချင်ဒူဝါဒီရဲ့အတူနေပြီးတော့မှတက်ဆုံးရှုံးသွားဆိုလိုတာကနေ့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေရဲ့အချင်းချင်းဘလောက်ရိုင်းပြင်းကြတယ်ဒီနေရာဟာဖြင့်ဘသူကတောင်းဝင်ယူပြီးတော့မှအုပ်ချုပ်ခဲ့တယ်ဘသူကပိုင်ဆိုင်နေဆိုတော့ကျွန်တော်ပြောချင်းဖြစ်ပါတယ်အဲ့ဒီဖုန်ကန်တူဝါလည်းအဲ့လိုပဲအင်္ဂလိပ်တွေနဲ့တိုက်တဲ့နေရာမှာခုနပြောတဲ့ကျူးကျော်လာတဲ့နေချက်တွေနိုင်မယ်ရှုံးမယ်ဆိုတော့သူအယုံမှမထားတိုက်ကိုတိုက်ထုတ်ရမယ်ဆိုတဲ့အနေထားနဲ့သူတို့တိုက်ခဲ့ကြတဲ့လူတွေကိုဒီ82နှစ်မြောက်ကချင်ပြည်နယ်မှာကျွန်တော်တို့ဂုဏ်ပြုဖို့အင်မတန်မှလိုအပ်တယ်အဲ့လိုအင်္ဂလိပ်တွေတိုက်တဲ့အခါမှာစတုံးတိုက်ပွဲမှာကြာဆုံးသွားတဲ့အင်္ဂလိပ်စစ်ဗိုလ်ဟာရစ်ဆန်ကို
ဆွဲပြူ Fort Harrison Fort ဆိုတာခံတပ်ပေါ်လေနောက်အဲ့ဒီစမတူမစင်ဝမ်နောင်တို့ရဲ့ဒေသမှာတိုက်ခဲ့တဲ့ Morton ဆိုတဲ့ Lieutenant ကြီးကြာသွားတာဒါတော့ Fort Morton ခံတပ်အင်္ဂလိပ်ခေတ်မှာခေါ်ခဲ့တာနောက်ကချင်ညာကဘာကိုအုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်ကိုလက်နက်ခေယမီးကြောက်မရှိတော့လဲနှစ်ပေါင်း40နှစ်တိုင်ဒီကချင်ပြည်နယ်အတွက်အသက်ချွေးသွေးကြောက်သူတို့တိုက်ခဲ့ကျွန်တော်ကူစွန်ကငါကြောင့်ဤစဘောဝါနင်းမော့လိုက်စီဖွန်းမြောက်ကော့စဘောဆိုတဲ့ဟိုမုတ်စိတ်နဲ့အဖိုးကြီးအားတဲ့အင်္ဂလိပ်တွေကအမြောက်ရှိတယ်တာနဲ့လောက်တာသူကအမြောက်မရှိတော့အဲ့ဒီတောင်ထမ်းပင်ကိုသူကတခါတည်းခိုင်ခန့်အောင်တင်းနေတဲ့တောက်ပြီးတော့အမြောက်တတနဲ့ပြစ်တာအဲ့လောက်ထိလောက်ခဲ့တာဒီကချင်ပြည်နယ်ကလွယ်လွယ်နဲ့ရလာတာမဟုတ်ဘူးဒါကြောင့်မို့ဒီကနေ့ဒီလိုကျွန်တော်တို့ကချင်ပြည်ပဲပြောကချင်ပြည်နယ်ပဲပြောကချင်ပြည်ထောင်ပဲပြောဒီလိုပြည်နယ်ရရှိလာဖို့အတွက်အသက်ပေးသွားကြတဲ့ညီနောင်တိုင်းရင်းသားကချင်ရှမ်းကအစပေါ်လေကဒူးကနန်းတွေလည်းပါတာသူတို့ရဲ့သွေးတွေကကနေ့တည်းစကားပြောနေတယ်အဖြစ်စီခါရတဲ့ရွာပေါင်းလည်းမနေခက်ပါဘူးအဲ့မှာအင်မတန်မှဒီဟောင်ကောင်မှာနေတဲ့စာရေးဆရာကချင်အကြောင်းကို Land of Jade ကျောက်စိမ်းမြေဆိုတာရေးတဲ့ Otil တင်တာရေးတဲ့ Kachin Lords of Burma's Northern Frontier ဆိုတဲ့စာအုပ်ရဲ့စာမျက်နှာ38ကိုတော့ဖတ်ကြည့်ပါ The Kachin have never been slaves and were never distributary to anyone. The Chinese and Burman never in reality ruled the hills. Neither did the British who conquered the Kachin Hill in the last 19th century. အဲ့သူပြောချင်တာကချင်တွေကဗမာဘုရင်မကဘူးတရုတ်ဘုရင်တွေကိုလည်းဘယ်တော့မှအခုမဆောင်ဘူးကျိုးနာဖြစ်တယ်ဘယ်တော့မှကျိုးမခံခဲ့ဘူးတဲ့နောက်ဆုံးအင်္ဂလိပ်တွေကကချင်ပြည်နယ်ကိုတိုက်ခိုက်အောင်မြင်ပေမဲ့ကချင်တွေကိုမအုပ်ချုပ်နိုင်ဘူးဆိုပြီးတော့သူရေးထားနောက်ပြီးဒီအင်္ဂလိပ်တွေကစတုံးတိုက်ပွဲခုန Fort Harrison ကြောက်ဆုံးသွားတဲ့အခါမှာဓာတ်ပုံတစ်ပုံအဲ့တော့ဓာတ်ပုံမရှိဘူး sketch photo လို့ခေါ်တယ်လက်နဲ့ဒီလိုချစ်တဲ့ညမှာ Kachin country northern Burma Kachin တိုင်းပြည်မြန်မာနိုင်ငံရဲ့မြောက်ပိုင်းဆိုပြီးရေးထားတယ်ဒါကြောင့်မို့ခုနဒီမှာစပြောတဲ့လူကတော့ကျုံဖို့မုံကချင်ပြည်ဆိုရဲတွင်ပြောနေတာလေအမှန်ပဲဗျာဒါလေအမှန်ကိုသူပြောနေခြင်းဖြစ်တယ်ဒါကြောင့်အင်္ဂလိပ်တွေကနှစ်တိုင်သူတို့ခုခံတိုက်ခိုက်တဲ့ကဘာပေါ်မှာသူတို့နေချက်ကိုတိုက်ခိုက်တဲ့လူဟာအင်မတန်ရှားလေတဲ့အဲ့မှာကချင်နေပါတယ်လက်နဲ့လည်းမရှိဘူးလူသူလည်းမရှိဘူးဒါကိုသူတို့40နှစ်တိုင်1929ကြာမှပြီးဆုံးသွားတာအဲ့ဒါကိုလည်းဒီနေ့ဒီမှာရောက်ရှိလာတဲ့လူတွေဒါတတိယဖို့မှတ်သားထားဖို့ပြောချင်ပါတယ်1895မှာအင်္ဂလိပ်ကဟာကျွန်တော်တို့နိုင်ပေမဲ့အုပ်ချုပ်လို့မရဘူးဆိုပြီးတော့မှ The Kachin Hills Menu တောင်တန်းဒေသရဲ့လက်ဆွဲစာအုပ်ဆိုပြီးတော့မှ The Kachin Hills Tribes Regulations တရားစီရင်ပိုင်ခွင့်ဆိုတဲ့စာအုပ်ကိုထုတ်ပေးရတယ်အဲ့မှာကချင်တူဝါတွေကတရားစီရင်နိုင်တယ်ရိုးရာအရသူတို့ခွင့်ပြုတယ်ခဏထက်တိုင်အောင်တရားရုံးတွေမှာခဏထက်တိုင်အောင်တုံးနေတာအခုမြေချာတရားရုံးသွားဒီမှာလည်းရှိရဲ့ကချင်တုံးတန်းစင်လာနဲ့အမှုကိုစီရင်မလားတေမှုကအစအမွေမှုအဆုံးဒီမှာလည်းခုရှိတာအဲ့ဒါအခုမှဒီလူရှာစင်တုံးတွေ
လောက်တာမဟုတ်ဘူးငကိုကတည်းကအင်္ဂလိပ်နေမဝင်အင်ပါယာပိုင်ဆိုင်တဲ့အင်္ဂလိပ်တွေကိုနိုင်ကမလုံမရတဲ့ဒီ Kachin Hill Tribes Regulation ဆိုတဲ့တရားစီရင်ပိုင်ခွင့်အခုမြစ်ချနာရုံးမှာလဲလက်ထမင်္ဂလာKachin ထုံးတမ်းစင်နာရလက်ထရင်တရားရုံးကဒါကိုအတိမတ်ပြုရတယ်နောက်ပြီးစာအုပ်တုပ်ရှိတယ် Forts and Outposts ခံတပ်များနဲ့ရှေ့တန်းစခန်းနဲ့ The Kachin Heritage of Bravery ရေရင်သောအမွေနှစ်ကိုပိုင်ဆိုင်သောကချင်များဆိုတဲ့စာအုပ်မှာ The Kachin spirits at the time was very high in protecting the home of ancestor အဲ့ဒီအင်္ဂလိပ်နေချက်ကိုတော်လန်တဲ့အချိန်တာမညမှာတဲ့ကချင်ဘိုးဘွားတွေရဲ့အမွေအနှစ်ဖြစ်တဲ့ဒီကချင်မြေကိုကာကွယ်ခြင်းတဲ့စိတ်ဓာတ်ဟာကချင်လူမျိုးများအပေါ်မှာအလုံးပဲမြင့်မားနေကြောင်းဆိုပြီးတော့အင်္ဂလိပ်ဒီပဲပြန်ရေးထားတယ်အလားတူပဲဒုတိယကမ္ဘာစစ်ရေဘောတုံးချိတ်ခေါ်လာခဲ့မိတဲ့ဖက်စစ်ဂျပန်အဲ့ဒီတုန်းကဒီဇင်ဘာ9ရက်မှာပလဲစစ်ကောင်းတော့ဘုံသွားချေတာဆိုကဘာတူ formidable Japanese troop တိုက်ခိုက်ချေမုံမှုအခက်ဆုံးတော့တက်ဆိုပြီးတော့ကဘာပြောတဲ့အချိန်မှာဒီကချင်ရဲဘော်တွေက detachment OSS 101 Kachin American Rangers အမည်နဲ့ကျွန်တော်တို့ဒီတပ်ရင်း9ရင်းကို1944စက်တင်ဘာလမှာဖွဲ့စည်းပြီးတော့1945 March လအထိ9လမှာတင်နလည်းပေးတယ်ဂျပန်လည်းတိုက်တယ်ဂျပန်9000ကျော်ကချင်ပြည်နယ်ကအကုန်လုံးတေဆုံးကြနာအကုန်ထွက်ပြီးအဲ့မှာကချင်နေရပဲတည်တယ်အဲ့ဒါကိုအတိအမှတ်ပြုပြီးအခုအမေရိကန်တန်ယုံရန်ကုန်မှာတော့ကြည့်ပါကချင်ရဲဘော်ကဟိုရန်သူဂျပန်ကိုဒီလိုလက်ညှိုးထိုးပြီးတော့မှအမေရိကန်ရဲဘော်ပြနေတဲ့ကျေးရုပ်ထုရှိတယ်အခုဒါကိုလည်းကျွန်တော်တို့ဒီမြစ်ချနာမှာစိုက်ထူဖို့ကျွန်တော်အစီအစဉ်ရှိတယ်တရုတ်ကလည်းအခုကျွန်တော်ကမ်းလှမ်းတယ်တရုတ်ပြည်ကိုဒီလီဒိုလန်တစ်လျှောက်တရုတ်ပြည်ကိုဒီလက်နက်တွေရောက်လာပြီးတော့ဂျပန်ကိုတော်လှန်ဖို့အတွက်အဓိကကူညီတာကချင်တွေပဲသူတို့လည်းပြတိုက်လာဆောင်ချင်တယ်အဲ့ဒီအစီအစဉ်တွေလည်းရှိတယ်လို့ဒါကြောင့်မို့ကျွန်တော်တို့က1945ခုမတ်လ23 24 25ကျွန်တော်မွေးတဲ့စိန်လုံးမှာပဲပဒံမနောင်ဆိုတဲ့အောင်ပွဲခံမနောကြီးကိုကပြီးပြီနောက်နေ့ရက်ကြာမတ်လ29ရက်ကြာမှာဗိုလ်ချုပ်အောင်ဆန်းပြင်မနာမှာရေဘော်တို့စစ်ထွက်မယ်ဆိုပြီးကြေညာတာဆိုတော့ကျွန်တော်ကချင်ပြည်နယ်မှာကချင်ဦးစီးပေမဲ့တိုင်းရင်းသားအလုံးပါတယ်ဂေါ်ရခါတွေလည်းပါဗမာတွေလည်းပါအဲ့လိုနဲ့အကုန်မောင်းထုတ်ပြီးမှဘိုးချုပ်အောင်ဆန်းခမရအဲ့တော့မှစစ်ထွက်မယ်လို့ကြေညာနိုင်တာအဲ့ချိန်မှာဆိုလို့ရှိရင်မန္တလေးကလည်းမတ်လ20နှစ်မှာကြဆုံးသွားပြီဒီဂျပန်ရဲ့ရိခါစခန်းတွေဖြစ်တဲ့မိထလာလည်းကြသွားပြီဆိုလိုတာကချင်ကြီးဟာရန်သူကိုနိုင်မယ်ရှုံးမယ်ဘယ်တော့မှမတွေ့ဘူးတိုက်ဆရာရှိတိုက်တဲ့လူမျိုးဖြစ်တယ်ဆိုတော့ကဘာအတိမတ်ပြုတာကိုခဏဝယ်မြလိုပါတယ်အဲ့ဒီမှာစာအုပ်ပေါင်းအများကြီးရှိတယ်နောက်ပြီးတော့မှရုပ်ရှင်ဆိုတာအဲ့တိုက်ပွဲမှာရိုက်ထားတဲ့အဖြူအမဲ black and white အဲ့မှာအထင်ရှားဆုံးက never so few အတိတ်တွေကတော့ကချင်နေဟာမများပေမဲ့မနှဲပါဘူး never so few ကချင်ကနည်းနည်းပဲရှိတယ်ဒါမဲ့မနှဲဘူးလေဆိုလိုတော့အရေးချင်းကိုပြောနေတာနောက် Burma victory မှာတွေ့နိုင်တယ် Burma road မှာတွေ့နိုင်တယ်
beyond the Japanese flag Marais Marauder ဒီတူကနေဒီမြစ်ချနာကိုတိမ့်တာတို့ပဲ objective မြစ်ချနာတိုက်ပွဲအခုလျောင်းတုံမှုမှာတော့ကြည့်ပါဂျပန်နေတို့ရဲဘော်3400ကျော်တည့်ရွက်ကျွေတယ်လို့ကျွေသွားတယ်ဘာကြောင့်ကျွေတာလဲကချင်ရဲဘော်နဲ့မဟာမိတ်တွေကြောင့်ကျွေတာတော့ကြည့်လို့ရတယ် amiable assassin ဆိုတဲ့စာအုပ်မှာကြတော့ဒီဟိုဘုတော်ဘက်ကနေဂျပန်မောင်းထုတ်ချလာတဲ့ကချင်နေဦးစီးတဲ့ amiable assassin ဆိုတဲ့စာအုပ်ရှိ war in the jungle ဆိုတာတော့ဒီချတူစုပ်တို့ဝရာစုပ်တို့မှာတိုက်တာအဲ့ဒါတွေအခုရှိတယ်ကျွန်တော်ဒီစာအုပ်ဒီမှာလည်းအခုအစတော့နည်းနည်းပြမလို့ပဲဒီစာအုပ်ကျွန်တော်10နှစ်ကျော်ပြုစုရေးတဲ့နေရာမှာလည်းပါတယ်ဆိုလိုတာတော့ဒီကချင်ပြည်နယ်ကြီးဖြစ်ပေါ်ပြီးတော့မှကချင်ပြည်ထောင်ဖြစ်လာဖို့အတွက်ဘယ်လောက်ထိကျွန်တော်တို့ကြိုးပမ်းခဲ့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်မိမောင်းထုတ်ပြခြင်းဖြစ်ပါတယ်။နောက်ဂျပန်နေဝင်လာတဲ့အခါမှာဒီဖာကန်ဘက်ကိုရောက်တော့အခုလေပြင်းကရှိတရားဥစားရှိတယ်အမှဂျပန်နေတိုက်ဆွဲခုနကျွန်တော်တို့ဒီမှာကျိုးစုံမင်းကွင်းပြောတဲ့လာမောင်းသူ့အမျိုးတွေကဂျပန်ကိုတော့တိုက်တာဂျပန်တွေတခါလေခွေးပြေးဝက်ပြေးတာကျွန်တော်ပြောသလိုပဲဒီတောင်ပေါ်မှာကချင်ကြီးကချက်စားတယ်ဆိုတော့ဒီဖာကလည်းဟိုလာမောင်းတောင်းစားပေ3000ကျော်တယ်ဆိုအဲ့ဒီကချင်ကြီးကတောင်းပေါ့လေအဲ့လိုတိုက်ခိုက်ခဲ့တယ်ဆိုတော့တမိုင်းရာဆိုရင်မှတ်တမ်းရှိတယ်အဲ့ပူတော်ဘက်ကဒီနုံရဝမ်လူမျိုးထဲကအကုန်းဖုံဆိုတဲ့လူကဒါရဝမ်ပေါ့လေနုံရဝမ်ထဲတော့ဒီကဘာမမအရှာပါဆုံးတော့ဒီတစ်ခွနဲ့သူတွေ့ပြီးတော့မှအဲ့တော့ကအင်္ဂလန်ပြည် King George ကိုတွားဆက်တာဒီ Black Orchid ဆိုကျွန်တော်ဒီစာအုပ်မှာတော့ကျွန်တော်အသေးစိတ်ရေးထားတယ် Papio Petilum Wardi ဆိုတာဒီကချင်မှာပဲရှိတယ်ကျွန်တော်တို့ကကချင်မှာကြောက်စိမ့်မဲ့ထွက်လာလို့ထင်တာမဟုတ်ဘူးတစ်ခွနဲ့ကဘာမှဒီမှာပဲရှိတယ်စင်ဆွေနဲ့အကြီးဆုံးဒီမှာပဲရှိတယ်တခြားပရင်နဲ့တံပေါင်း69တန်းရှိတဲ့ပရင်ဒီမှာပဲရှိတယ်ဟာတလို့ကောင်းတဲ့ပြည်နယ်မှာကျွန်တော်တို့တယောက်နဲ့တယောက်အမုန်းပွားနေတော့မဟုတ်တော့ဘူးထင်တယ်မြေပေါ်မြေအောက်တန်ရန်စာဒဆိုတာစားမကုန်ပါဘူးစားမကုန်ဘူးဒါကောဒီလဲလာပါမကုန်ဘူးဒါမဲ့စီးနဲ့ကားနဲ့ပေါ့နော်အဲ့ဒါဝေမျှစားတော့ပြီးတော့မှလောကမှာတဲ့ဒီမပြည့်စုံဘူးဆိုတာလောကမှာထွက်တဲ့တယံဇာတာကြောင့်မဟုတ်ဘူးတဲ့လူတွေရဲ့လောဘကြောင့်ကချင်ပြည်နယ်မှာကျွန်တော်ဘာဖြစ်လို့စင်းရဲနေလဲအသိဉာဏ်မရှိဘူးကျောက်စင်းဆိုလည်းတရုတ်မဝင်ကျွန်တော်ဒုက္ခရောက်မယ်ကျွန်တော်ဒီတစ်ခါဒီစမ29ရက်နေ့မှာ Really Myanmar Gems and Jewelry Entrepreneur Dinner ကျွန်တော်တော့စားတယ်မြန်မာနိုင်ငံကခွေးမြင့်မှာရှိတဲ့ကောင်စစ်ဝင်ဦးစိုးပိုင်နဲ့အတူစားတာအဲ့မှာကောင်စစ်ဝင်နဲ့ဆွေးနွေးတော့ကြောက်စင်းစရာ90ရာခိုင်နှုန်းလောက်ကျတယ်တဲ့တတိထားကြပါကြောက်စင်းဈေးကွက်ကောင်းတာကျွန်တော်အမြင်တော့ဖတ်ကမ်းမယ်နော်တရုတ်ပြည်ကိုတိတ်မမျောနေဘူးမတိတ်မဝဲဘူးဒါအခုကျွန်တော်လာလာ3ရက်ပဲရှိတယ်ဆိုလိုတာကကျွန်တော်တို့တိုင်းပြည်ကနော်ကျုံဖို့ကိုကကြာပနက်နာလုံစံခုံမိုင်စရာခေါ်ဝါရှေဂရက်ဆန်ကိုအနေဖြီးခိုင်ဖြီးတောင်းอ่ะတဲ့မျိုးကကျူဖြီးကကြောင့်တော့ဘောမကုမဲကျေကျူးစကွန်ကကြောင့်ငါဘောကုမဲအဲ့တဲ့ခုရဲတော့